မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Life and Talk Channel မှာကြိုဆိုပါရစေဒီနေ့မိတ်ဆွေတို့ကိုမျှဝေပေးခြင်းတဲ့အကြောင်းအရာတစ်ခုကတော့ American သမ္မတ Abraham Lincoln ရဲ့ဘဝဇာတ်ကြောင်းနဲ့နိုင်ငံရေးအတွေ့အခေါ်တွေအပိုင်းကိုကျွန်တော်တို့မျှဝေပေးခြင်းပါတယ်ဒီတော့ American သမ္မတ Abraham Lincoln ဟာဘယ်လိုလူမျိုးလဲ Abraham Lincoln ဟာ American ပြည်ထောင်စုရဲ့16ယောက်မြောက်သမ္မတတစ်ယောက်ဖြစ်ပါတယ်သူကို1809ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာ Kentucky ပြည်နယ်မှာမွေးဖွားခဲ့ပါတယ်သူရဲ့ငယ်ဘဝကဆင်းရဲမွဲတေမှုတွေနဲ့ပြည့်နှက်နေခဲ့ပြီးတော့တရားဝင်ပညာသင်ကြားမှုအနည်းငယ်သာရရှိခဲ့သူဖြစ်ပါတယ်ဒါပေမဲ့သူကကိုယ်တိုင်စာဖတ်ပြီးတော့အသိပညာများစွာကိုသူကိုယ်တိုင်တည်ဆောက်ရယူခဲ့သူဖြစ်ပါတယ်လင်ကွန်းဟာငယ်စဉ်ကတည်းကအလုပ်မျိုးစုံကိုလုပ်ကိုင်ခဲ့သူဖြစ်ပါတယ်လက်သမားရောင်းဆိုင်စီစာပိုသမားစသဖြင့်အလုပ်ကိုင်တော်များများကိုလုပ်ခဲ့ပူပါတယ်1834ခုနှစ်မှာတော့အသက်25နှစ်အရွယ်မှာ Illinois ပြည်နယ်ရဲ့ဥပဒေပြုလွှတ်တော်ကိုရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရပါတယ်ဒီနောက်တော့သူဟာရှေ့နေသူဖြစ်လာခဲ့ပါတယ်1860မှာလင်ကွန်းဟာ Republican Party ရဲ့သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်သူရဲ့သမ္မတသက်တမ်းအတွင်းမှာ American ပြည်တွင်းစစ်1861-1865ကာလတွေမှာဖြစ်ပွားခဲ့ပါတယ်လင်ကွန်းဟာဂျွန်စနစ်ဖြတ်သိမ်းရေးနဲ့ American ပြည်ထောင်စုစီးလုံးညီညွတ်မှုထိန်းသိမ်းရေးအတွက်အဓိကဦးဆောင်ကြိုးပမ်းခဲ့သူဖြစ်ပါတယ်1863ခုနှစ်မှာသူဟာဂျွန်စနစ်အတွင်းမှာရှိတဲ့ဂျွန်တွေကိုလွတ်မြောက်စေမဲ့ဂျွန်လွတ်မြောက်ရေးကြေညာချက်ကိုထုတ်ပြန်ခဲ့ပါတယ်1865ခုနှစ်ဧပြီလ14ရက်နေ့မှာတော့လင်ကွန်းဟာပြည်စရုံတစ်ခုမှာဂျွန်ဝီလက်ဘူးဆိုသူရဲ့လှုပ်ချံမှုကြောင့်တည်ဆုံးခဲ့ရပါတယ်။သူရဲ့ထားရခဲ့တဲ့အမွေအနှစ်တွေအတွေးခေါ်တွေကတော့လွတ်လပ်မှု၊တန်းတူညီမျှရှိမှုနဲ့ဒီမိုကရေစီတို့ဖြစ်ပါတယ်။ဒီသူရဲ့နိုင်ငံရေးအတွေးခေါ်တွေနဲ့သူရဲ့ကြိုးပမ်းဆောင်ရွက်မှုတွေကယနေ့တိုင်လူပေါင်းများစွာအတွက်အမှတ်ရပွဲဖြစ်နေခဲ့ပါတယ်။ဒီတော့ Abraham Lincoln ရဲ့ငယ်ဘဝနဲ့အစောပိုင်းအလုပ်ကိုင်တွေကဘယ်လိုရှိသလဲ Abraham Lincoln ရဲ့ငယ်ဘဝကိုသေးစိတ်ပြန်ကြည့်မယ်ဆိုရင်တော့ဆင်းရဲမွဲတေမှုနဲ့အခက်အခဲများစွာတို့နဲ့ပြည့်နှက်နေခဲ့တဲ့အလုပ်ငန်းတစ်ခုဖြစ်ပါတယ်။သူက1809ခုနှစ်မှာ Kentucky ပြည်နယ် Hardin County ရှိဒေသအင်္ဂလိပ်တစ်လုံးမှာမွေးဖွားခဲ့ပါတယ်။သူရဲ့မိဘတွေကတော့ Thomas Lincoln နဲ့ Nancy Hanks တို့ဖြစ်ပါတယ်။သူတို့ဟာပညာတတ်တွေမဟုတ်သလိုချမ်းသာသူတွေလည်းမဟုတ်ခဲ့ပါဘူး။သူတို့မိသားစုဟာလေယာလုပ်ငန်းနဲ့အသက်မွေးခဲ့ပြီးနေ့စဉ်ဘဝရှင်သန်ရေးအတွက်ရုန်းကန်ခဲ့ရသူတွေဖြစ်ပါတယ်။လင်ကွန်းအသက်9နှစ်အရွယ်မှာတော့သူ့ရဲ့မိခင်နန်စီဟာနှုတ်စိတ်သိက်ယောဂါနဲ့ကွယ်လွန်ခဲ့ပါတယ်။ဒီချိန်ကစပြီးသူ့ရဲ့ငယ်ဘဝဟာပိုပြီးခက်ခဲကြမ်းတမ်းလာခဲ့ဟန်ရှိပါတယ်။ဖခင်ဖြစ်သူသောမတ်ကနောက်ဝင်ကောင်ပြုခဲ့တော်လည်းပဲမိသားစုရဲ့စီးပွားရေးအခြေအနေမှာတည်တာထင်ရှားစွာပြောင်းလဲတိုးတက်လာခြင်းမရှိခဲ့ပါဘူး။လင်ကွန်းဟာတရားဝင်ကျောင်းပညာကိုအနည်းငယ်သာသင်ခွင့်ရရှိခဲ့ပြီးတော့သူတက်ရောက်ခဲ့တဲ့ကျောင်းစာသင်ချိန်တွေကိုစုပေါင်းလိုက်ရင်စုစုပေါင်းကျောင်းတက်ချိန်ဟာတစ်နှစ်မပြည့်တဲ့သာရှိခဲ့တယ်လို့ခန့်မှန်းရပါတယ်။ဒါပေမဲ့လင်ကွန်းဟာအသိပညာကိုရှာဖွေလို့တဲ့စိတ်ဓာတ်အင်အားအင်မတန်ပြင်းပြထက်သန်ခဲ့သူဖြစ်ပါတယ်။သူဟာစာအုပ်တွေကိုငှားရမ်းဖတ်ရှုခဲ့ပြီးတော့အိမ်ကြီးချင်းတွေစီကရရှိခဲ့တဲ့စာအုပ်တွေကိုငှားရမ်းခဲ့တဲ့စာအုပ်တွေကိုမီလင်းပူပေးမှထိုင်ကဖတ်ရှုလေ့ရှိပါတယ်။သူဖတ်ခဲ့တဲ့စာအုပ်တွေထဲမှာတချို့ကတော့ Bible Jam, Aesop ရဲ့တန်ခါကြီးပုံတွေများ William Shakespeare ရဲ့လက်ရာများပါဝင်ခဲ့ပါတယ်။သူကိုယ်တိုင်ပညာသင်ယူမှုကိုစူးစမ်းခဲ့တဲ့အတွက်ကိုယ်တိုင်လေ့လာအားထုတ်ခဲ့တဲ့အတွက်နောက်ပိုင်းမှာသူ့ရဲ့နိုင်ငံရေးဘဝမှာထင်ရှားတဲ့စကားပြောစွမ်းရည်နဲ့ဉာဏ်ရည်ထက်မြက်မှုတို့ကိုရရှိပိုင်ဆိုင်စေခဲ့ပါတယ်။အဲစဉ်ကလေးကလင်ကွန်းဟာမိသားစုကိုကူညီရန်အလုပ်မျိုးစုံလုပ်ကိုင်ခဲ့ပါတယ်။သူရဲ့ဖခင်ဖြစ်သူနဲ့လေယာလုပ်ငန်းတွေမှာလက်တွဲလုပ်ကိုင်ခဲ့ပြီးတော့တခုတ်ချင်းလေထွန်ချင်းနဲ့ပြီးနှံစိုက်ပျိုးခြင်းများကိုပြုလုပ်ခဲ့သူဖြစ်ပါတယ်။အသက်19နှစ်ခန့်မှာတော့သူဟာအိမ်ကဝှက်ထွက်ခဲ့ပြီးကိုယ်ပိုင်ဘဝကိုစတင်ခဲ့ပါတယ်။ဒီချိန်မှာသူဟာရောင်းဆိုင်တစ်ခုရဲ့စည်ရေးအဖြစ်အလုပ်လုပ်ခဲ့ပါတယ်။ Illinois ပြည်နယ် New Salem မြို့မှာရှိတဲ့စတိုးဆိုင်တစ်ခုမှာကွန်ပစ္စည်းရောင်းချခြင်းစီးရင်မှတ်တမ်းထိန်းသိမ်းခြင်းတို့ကိုဆောင်ရွက်ခဲ့ပါတယ်။ဒီနောက်စာပိုသမားဖြစ်အသက်မွေးခဲ့ပြီးစာများနဲ့သတင်းစာများကိုမြို့အနှံ့ကိုဖြန့်ဝေပို့ဆောင်ပေးခဲ့ပါတယ်။ဒီလောက်ကသူ့ကိုဒေသခံလူထုနဲ့ရင်းနှီးစေခဲ့ပြီးနောက်မှာနိုင်ငံရေးလောကကိုဝင်ရောက်ဖို့အတွက်ထောက်ကူဖြစ်စေခဲ့ပါတယ်။ဒါအပြင်လင်ကွန်းဟာလှေသမားတစ်ယောက်ဖြစ်လည်းအလုပ်လုပ်ခဲ့ပူပါတယ်။အသက်19နှစ်အရွယ်မှာသူဟာ Ohio မြစ်နဲ့ Mississippi မြစ်တစ်လျှောက်မှာကုန်ပစ္စည်းတွေကိုတည်ယူပို့ဆောင်ရန်လှေပြားတစ်စီးနဲ့ခရီးထွက်ခဲ့ပူပါတယ်။ဒီခရီးစဉ်မှာသူဟာဂျွန်စနစ်ရဲ့ရက်ဆက်ဖိနှိပ်မှုတွေကိုပထမဦးဆုံးချိန်မျက်မြင်တွေ့ခဲ့ရပြီးတော့ဒီတွေ့ကြုံတွေကသူ့ရဲ့နောက်ပိုင်းဘဝမှာဂျွန်စနစ်ဆန့်ကျင်ရေးအတွေ့အမြင်တွေကိုပုံဖော်ပေးစေခဲ့ပါတယ်။ဒီစောပိုင်းဘဝအတွေ့အကြုံတွေကလင်ကွန်းကိုကြိုးသားမှုဆွဲရှိမှုနဲ့လူမှုဆက်ဆံရေးစွမ်းရည်တွေကိုပေးစွမ်းခဲ့ပါတယ်။ဒီရည်ချင်းတွေကတစ်ဆင့်သူ့ကိုနောက်ပိုင်းမှာထူးချွန်တဲ့ရှိနေထူးချွန်တဲ့နိုင်ငံရေးသမားထူးချွန်တဲ့အမိုင်းဝင်သမ္မတတူဖြစ်လာစေဖို့အတွက်အခြေခံကောင်းတွေပေါ်ပေါက်လာစေခဲ့ပါတယ်။ Abraham Lincoln ရဲ့နိုင်ငံရေးဘဝစတင်ခြင်းနဲ့ရှေ့နေဘဝကဘယ်လိုရှိသလဲ1834ခုနှစ်မှာတော့ Abraham Lincoln ဟာသက်25နှစ်အရွယ် Illinois ပြည်နယ်ဥပဒေပြုလွှတ်တော်ကိုရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရပါတယ်။ဒီဖြစ်ရပ်ကသူ့ရဲ့နိုင်ငံရေးဘဝမှာပထမဦးဆုံးအရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်ခဲ့ပါတယ်။လင်ကွန်းဟာအဲ့ဒီချိန်က
Whig Party ရဲ့အဖွဲ့ဝင်တစ်ခုဖြစ်ပြီးတော့ပါတီရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့အခြေခံအဆောက်အအုံများတည်ဆောက်ရေးဥပမာအားဖြင့်လန်ဒရာတည်ဆောက်ရေးပိုင်းတွေကိုအားပေးတဲ့မူဝါဒတွေကိုအစဉ်တစိုက်သူဟာထောက်ခံခဲ့တယ်ဖြစ်ပါတယ်။သူဟာ New Zealand မြို့မှာစာပိုသမားအဖြစ်လုပ်ကိုင်နေစဉ်ဒေသခံတွေနဲ့များစွာသောယဉ်ကျေးမှုတွေတည်ဆောက်နိုင်ခဲ့တယ်။အဲ့တော့ဒီတည်ဆောက်ခဲ့မှုကအခြေခံပြီးတော့သူဟာရွေးကောက်ပွဲကိုအောင်မြင်ဖို့အတွက်နောက်ပိုင်းမှာအထောက်အကူဖြစ်စေခဲ့ပါတယ်။တော်တော်မှဖြစ်၄ချိန်တိုင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့အချိန်မှာတော့လင်ကွန်းဟာပြည်내အတွင်းဗတ်စနစ်တိုးတက်ရေးရထားလမ်းများတည်ဆောက်ရေးပညာရေးစနစ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်လွှတ်တော်မှာ1834နဲ့1840ကြားမှာအဆိုပြုချက်တွေကိုများစွာတင်သွင်းခဲ့ပါတယ်။သူရဲ့ယူသားမှုဉာဏ်ရည်ထက်မြက်မှုလူထုနဲ့နှိကပ်စွာဆက်ဆံနိုင်မှုလူထုအပေါ်မှာအလေးထားမှုတို့ကြောင့်လူထုကလူအများက Honest Abe လို့အမည်ပြောင်းပေးခဲ့ပါတယ်။လင်ကွန်းဟာဒီအချိန်မှာတော့ကျော်စနစ်ကိုဆန့်ကျင်တဲ့ပြတ်သားတဲ့ရည်တည်ချက်ထုတ်ပေါ်မပြသပေးခဲ့ပါဘူး။နောက်ကျမှဒီကျော်စနစ်ဆန့်ကျင်ရေးကိစ္စတွေမှာပုံမှုပြတ်သားပြီးရည်တည်လာခဲ့ခြင်းဖြစ်ပါတယ်။လင်ကွန်းရဲ့ရှေ့နေဘဝကိုကြည့်လိုက်မယ်ဆိုရင်တော့လွတ်တော်အမှတ်ဖြစ်တာဝန်ထမ်းဆောင်နေစဉ်အတွင်းမှာပဲလင်ကွန်းဟာဥပဒေပညာကိုလေ့လာအားထုတ်ခဲ့ပါတယ်။သူဟာကိုယ်ပိုင်ဥပဒေစာအုပ်မြစ်တွေကိုအပတ်တကုတ်ဖတ်ရှုလေ့လာခဲ့ပြီးတော့1836ခုနှစ်မှာရှေ့နေဖြစ် license ရရှိခဲ့ပါတယ်။1839ခုနှစ်မှာ Illinois ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ Springfield ကိုပြောင်းရွှေ့ခဲ့ပြီးရှေ့နေအလုပ်ကိုအဓိကထားလုပ်ကိုင်ခဲ့ပါတယ်။လင်ကွန်းဟာမြို့ကိုလက်ခံခဲ့ပါတယ်။အိမ်ချမ်းမြေအငင်းပွားမှုအကျွေးဆိုင်ရာအမှုတွေရာဇဝတ်မှုဆိုင်ရာအမှုတွေလည်းအပါအဝင်ဖြစ်ပါတယ်။သူ့ရဲ့အောင်မြင်မှုရဲ့အဓိကအကြောင်းရင်းကတော့ဘလို့ပဲရှုပ်ထွေးတဲ့ဥပဒေပြဿနာမျိုးကိုဖြစ်စေသူဟာရိုးရှင်းစွာရှင်းပြနိုင်စွမ်းရှိမှုမပေကန်ပစ္စည်းတွေကိုစိစက်သိကြစွာပြင်ဆင်နိုင်မှုတရားသူကြီးနဲ့ဂျူရီအဖွဲ့တွေကိုဆွဲဆောင်နိုင်တဲ့စကားပြောစွမ်းရည်တို့ရှိမှုတို့ကြောင့်သူဟာရှိနေဖို့အထူးအောင်မြင်ခဲ့ပါတယ်။ Illinois ပြည်နယ်တဝမ်းမှာရှိတဲ့ခရိုင်တရားရုံးတွေကိုခီးထွက်ပြီးအမှုများကိုလိုက်ပါဆောင်ရွက်ခဲ့ပြီးတော့ဒီခီးစဉ်တွေတစ်လျှောက်မှာပြည်နယ်လူထုနဲ့ပို့ပြီးတော့ညီကပ်စွာဆက်ဆံခွင့်ရရှိခဲ့ပါတယ်။လင်ကွန်းရဲ့ရှေ့နေဘဝဟာသူ့ရဲ့နိုင်ငံရေးဘဝအတွက်အင်မတန်အခြေခံကောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ဥပဒေဆိုင်ရာအသိပညာနဲ့လူထုထောက်ခံမှုကိုပုံမူရရှိစေခဲ့ပါတယ်။1849ကာလတွေမှာတော့သူဟာ American အောက်လွှတ်တော်ကိုရွေးကောက်တင်မြှောက်ခံခဲ့ရပြီး Washington DC ကိုတွားရောက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ဒီအချိန်မှာတော့သူ့ရဲ့နိုင်ငံရေးဘဝဟာတိသာထင်ရှားတဲ့ကြော်စောထင်ရှားမှုအောင်မြင်မှုမရရှိခဲ့သေးပါဘူး။1860မှာတော့သမ္မတအဖြစ်လင်ကွန်းဟာရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။ဒီမတိုင်ခင်1850ခုနှစ်တည်းမှာတော့ American ပြည်အောင်စုအတွင်းမှာကျော်စနစ်ဆိုင်ရာအငြင်းပွားမှုတွေပုံမူပြင်းထန်လာခဲ့ပါတယ်။လင်ကွန်းဟာ Whig Party ပြိုကွဲပြီးတဲ့နောက်မှာတော့1854မှာတည်ထောင်တဲ့ Republican Party ကိုဝင်ရောက်ခဲ့ပါတယ်။ဒီပါတီကကျော်စနစ်တိုးချဲ့မှုကိုဆန့်ကျင်တဲ့မူဝါဒကိုလက်ကိုင်ထားခဲ့ပါတယ်။1858မှာလင်ကွန်းဟာ Illinois မှာအထက်လွှတ်တော်အမတ်နေရာမှာ Stephen Douglas နဲ့ရှင်ပြိုင်ခဲ့ပါတယ်။ဒီရွေးကောက်ပွဲမှာလင်ကွန်းအရေးနိမ့်ခဲ့ပါတယ်။သူရှုံးနိမ့်ခဲ့ပေမဲ့လည်းသူနဲ့ Douglas တို့အငြင်းအခုန်ပြုလုပ်ခဲ့တဲ့လင်ကွန်း Douglas ဒီပိများကသူ့ကိုနိုင်ငံတော်ဝန်မှာတင်ရှားကြော်ဆောင်လာစေခဲ့ပါတယ်။ဒီ debate တွေကတစ်ဆင့်လင်ကွန်းဟာကျော်စနစ်ကိုချင်းတရားအရာမှားယွင်းတယ်လို့အခိုင်အမာဖော်ပြနိုင်ခဲ့ပါတယ်။ American လွတ်လပ်ရေးကြေညာစာတမ်းမှာဖော်ပြထားတဲ့လူတိုင်းတန်းတူညီမျှရှိမှုဆိုတဲ့အယူဆကိုလင်ကွန်းကကာကွယ်ရည်တည်ခဲ့ပါတယ်။1860မှာတော့လင်ကွန်းဟာ Republican Party ရဲ့သမ္မတလောင်းအဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။ဒီနောက်နိုဝင်ဘာလရွေးကောက်ပွဲမှာသူဟာမဲဆန္ဒရှင်များရဲ့40%ကန်တာရရှိခဲ့ပေမဲ့လည်းရွေးကောက်ပွဲစနစ်ရွေးကောက်ပွဲပုံ Electoral College အရာမဲအရာသူအနိုင်ရရှိခဲ့ပါတယ်။သူရဲ့ပြိုင်ဘက်တွေကတော့အဲဒီတုန်းက Democratic Party က Douglas နဲ့ John Breskin တို့ဖြစ်ပါတယ်။အခြားပါတီမှာကိုယ်စားလှယ်များလည်းပါဝင်ပါတယ်။လင်ကွန်းရဲ့အနိုင်ရရှိမှုဟာကျော်စနစ်ကိုထောက်ခံတဲ့တောင်ပိုင်းပြည်နယ်တွေအတွက်ချင်းချောက်မှုတစ်ခုအဖြစ်ရှုမြင်ခြင်းခံခဲ့ရပါတယ်။1861မှာတော့တောင်ပိုင်းပြည်နယ်9ခုဟာပြည်အောင်စုမှခွဲထွက်ပြီး American ပြည်တွင်းစစ်ကိုအစားပြုခဲ့ပါတယ်။1862ခုနှစ်မတ်လ4ရက်နေ့မှာလင်ကွန်းဟာသမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးတော့ပြည်အောင်စုကိုထိန်းသိမ်းရန်နဲ့ကျော်စနစ်ကိုတဖြည်းဖြည်းဖယ်ရှားရန်သူဟာဂရီကိုပြုခဲ့ပါတယ်။သူရဲ့သမ္မတသက်တမ်းဟာ American သမိုင်းမှာအရေးပါဆုံးအချိုးအကွေ့အကြီးဆုံးကာလတစ်ခုကိုဖြတ်သန်းခဲ့ရပါတယ်။လင်ကွန်းရဲ့သမ္မတသက်တမ်းနဲ့ American ပြည်တွင်းစစ်ကာလ1861-1865ကာလကိုကြည့်လိုက်မယ်ဆိုရင်ထူးခြားတဲ့အချက်အခဲတွေအခက်အခဲတွေနဲ့ကြီးမားတဲ့အချိုးအကွေ့တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ Abraham Lincoln ဟာ1861ခုနှစ်မတ်လ4ရက်နေ့မှာ American ပြည်အောင်စုရဲ့16ရောက်မြောက်သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ဒါပေမဲ့တာဝန်မယူခင်ကလေးမှာပဲတောင်ပိုင်းပြည်နယ်9ခုဟာပြည်အောင်စုမှခွဲထွက်ပြီး American ပြည်အောင်စု Confederate ကိုဖွဲ့စည်းခဲ့ပါတယ်။ဒီခွဲထွက်မှုရဲ့အဓိကအကြောင်းရင်းကတော့ Lincoln ရဲ့ Just နဲ့ဆန့်ကျင်ရေးရည်တည်ချက်ကိုတောင်ပိုင်းပြည်နယ်တွေကချင်းချောက်မှုတစ်ခုအဖြစ်မြင်ခဲ့တဲ့အတွက်ဖြစ်ပါတယ်။1862ခုနှစ်ဧပြီလ12ရက်နေ့မှာတော့ Confederate တပ်တွေက Sumter ခံတပ်ကို
တိုက်ခိုက်ခဲ့ပြီးအမေရိကန်ပြည်တွင်းစစ်စတင်ခဲ့ပါတယ်။ဒီစစ်ပွဲက1867က1865ခုနှစ်အထိ4နှစ်ကြာမြင့်ခဲ့ပြီးလူပေါင်းများစွာအသက်သေဆုံးခဲ့ပါတယ်။မြောက်ပိုင်းပြည်နယ်များ Union နဲ့တောင်ပိုင်းပြည်နယ်များ Confederacy တို့အကြားမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။လင်ကွန်းရဲ့အဓိကရည်မှန်းချက်ကတော့ပြည်ထောင်စုကိုပြန်လည်စည်းရုံးစေဖို့အစပိုင်းမှာဂျွန်စနစ်ကိုဖျက်သိမ်းဖို့တိုက်ရိုက်ရည်မှန်းချက်မထားခဲ့ပါဘူး။သူဟာပြည်နယ်များကိုဝက်ထွက်ခြင်းဆောင်ရွက်တဲ့ကိစ္စကိုဥပဒေနဲ့လှုပ်ဆောင်တယ်လို့ယူဆခဲ့ပြီးစစ်ပွဲကိုပြည်အောင်စုထိန်းသိမ်းရေးအတွက်အဓိကဦးတည်ခဲ့ပါတယ်။ဒါပေမဲ့လည်းစစ်ပွဲဖြစ်စဉ်အတွင်းမှာတော့တဖြည်းဖြည်းနဲ့ဂျွန်စနစ်ဖြတ်သိမ်းရေးဟာစစ်ပွဲရဲ့အဓိကပိုအကြောင်းအရာတစ်ခုဖြစ်လာခဲ့ပါတယ်။လင်ကွန်းဟာစီးရဲနဲ့နိုင်ငံရေးဆိုင်ရာဆုံးဖြတ်ချက်တွေကိုတည်တည်ချာချာထိန်းချုပ်ဆောင်ရွက်ခဲ့ပါတယ်။သူဟာဗိုလ်ချုပ်တွေကိုခန့်အပ်ကြီးကြပ်ခဲ့ပြီးစစ်မှန်တဲ့ပြည်မှာမြောက်ပိုင်းတပ်တွေကိုအောင်မြင်မှုရရှိရန်ပြုပါရီချမှတ်ဆောင်ရွက်ခဲ့ပါတယ်။စစ်ပွဲရဲ့အစောပိုင်းကာလတွေမှာတော့အနိုင်ရှုံးမှာပြတ်ပန်းအထွက်ခဲ့ပေမဲ့လင်ကွန်းဟာစိတ်ဓာတ်မကျပဲပြည်အောင်စုကိုကာကွယ်ရန်ဆက်လက်ဦးဆောင်ခဲ့ပါတယ်။စစ်ပွဲဖြစ်စဉ်ဖြင့်အတွင်းမှာလင်ကွန်းရဲ့ဂျွန်စနစ်ကိုဖျက်သိမ်းရေးရည်မှန်းချက်ဆုံးဖြတ်ချက်ကတဖြည်းဖြည်းပုံပေါ်လာခဲ့ပါတယ်။တဖြည်းဖြည်းအားကောင်းလာခဲ့ပါတယ်။တောင်ပိုင်းပြည်နယ်တွေရဲ့စီးပွားရေးနဲ့စစ်ရေးအင်အားတွေအားလုံးဟာဂျွန်စနစ်ပေါ်မှာမိကိုနေရတာကိုသူသတိပြုမိခဲ့ပါတယ်။ဂျွန်များကိုလွတ်မြောက်စေခြင်းဖြင့်တောင်ပိုင်းရဲ့စစ်အားကိုအားနည်းစေနိုင်တယ်မြောက်ပိုင်းအတွက်အကျိုးရှိနိုင်တယ်လို့သူကယူဆခဲ့ပါတယ်။ဒါအပြင်ဂျွန်စနစ်ဆန့်ကျင်ရေးသမား abolitionists နဲ့နိုင်ငံတကာမှထောက်ခံမှုရရှိရန်လည်းလိုအပ်တယ်လို့သူဟာရှုမြင်ခဲ့ဖြစ်ပါတယ်။1862ခုနှစ်စက်တင်ဘာမှာတော့လင်ကွန်းဟာကနဦးဂျွန်လွတ်မြောက်ရေးကြေညာချက်ကိုထုတ်ပြန်ခဲ့ပြီးတောင်ပိုင်းပြည်နယ်တွေကိုပြည်အောင်စုတဲကိုရက်တရာအတွင်းပြန်လည်ဝင်ရောက်ရန်တည်ပေးခဲ့ပါတယ်။ဒါပေမဲ့တောင်ပိုင်းကလက်မခံခဲ့တဲ့အတွက်1863ခုနှစ်ဇန်နဝါရီ1ရက်နေ့မှာတရားဝင်ဂျွန်လွတ်မြောက်ရေးကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ဒီကြေညာချက်ကြောင့်ပြည်အောင်စုကိုဆန့်ကျင်ပုံကန်နေတဲ့တောင်ပိုင်းပြည်နယ်တွေမှာရှိတဲ့ဂျွန်3တန်းကျော်ဟာလွတ်မြောက်သွားခဲ့ပါတယ်။လွတ်မြောက်ကြောင်းကြေညာခြင်းခံခဲ့ရပါတယ်။ဒီကြေညာချက်ကပြည်အောင်စုထဲမှာရှိတဲ့ကျန်ရှိတဲ့နေဆက်ပြည်နယ်ပေါ်ရာစတိတ်တွေကိုတော့ပါဝင်ခြင်းမရှိပါဘူး။ဒါကလည်းလင်ကွန်းရဲ့နိုင်ငံရေးဗျူဟာတစ်ခုဖြစ်ပြီးတော့နေဆက်ပြည်နယ်တွေထွက်ထွက်မသွားစေဖို့အဲ့ဒီအချိန်ကာလကရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ဒီကြေညာချက်ဟာစစ်ပွဲရဲ့ရည်မှန်းချက်ကိုစစ်ပွဲရဲ့အရှိန်ကိုအကြီးကျယ်ပြောင်းလဲသွားစေခဲ့ပါတယ်။ပြည်အောင်စုထိန်းသိမ်းရေးသားမကဂျွန်စနစ်ဖျက်သိမ်းရေးပါဝင်လာခဲ့ပါတယ်။ဒါအပြင်လွတ်မြောက်လာတဲ့ဂျွန်တွေကမြောက်ပိုင်းတပ်များမှာစစ်သားတွေအဖြစ်ဝင်ရောက်ခွင့်ရခဲ့ပါတယ်။စုစုပေါင်း African American စစ်သား3,800ခန့်ဟာဂျွန်စနစ်ကလွတ်မြောက်လာပြီးစစ်အင်အားတွေကိုပါဝင်လာခဲ့ပါတယ်။ဒါဟာစစ်ပွဲရဲ့အောင်မြင်မှုအတွက်လင်ကွန်းအတွက်အင်မတန်အရေးပါတဲ့အချက်တစ်ခုဖြစ်ခဲ့ပါတယ်။1865မှာတော့ American ဖွဲ့စည်းပုံအခြေခံဥပဒေ73ကြိမ်မြောက်ပြင်ဆင်ချက် 13th Amendment ကိုတည်ပြုခဲ့ပြီးတော့နိုင်ငံတော်မှာရှိတဲ့ဂျွန်စနစ်ကိုအပြီးတိုင်ဖျက်သိမ်းခဲ့ပါတယ်။လင်ကွန်းဟာဒီအပြောင်းလဲကိုအဓိကတောင်းအားပေးခဲ့ဦးဆောင်ခဲ့သူသမိုင်းဝင်ပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။1865ဧပြီလမှာတော့ပြည်တွင်းစစ်ဟာအဆုံးသတ်ခံသည့်အခြေအနေကိုရောက်ရှိလာခဲ့ပါတယ်။ဧပြီလ9ရက်နေ့မှာ Confederate ဗိုလ်ချုပ်ကြီး Robert E. Lee ကမြောက်ပိုင်းဗိုလ်ချုပ် Ulysses S. Grant တန်မှာလက်နက်ချခဲ့ပါတယ်။စစ်ပွဲရဲ့အဓိကတိုက်ပွဲတွေအလုံးပြီးဆုံးသွားခဲ့ပါတယ်။လင်ကွန်းဟာဒီအတွက်နိုင်ငံကိုပြန်လည်တည်ထောင်ရေးနဲ့ပြန်လည်စည်းလုံးညီညွတ်မှုတည်ဆောက်ရေး Reconstruction အတွက်စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ဒီလိုစီစဉ်ရေးအတွင်းမှာပဲလင်ကွန်းရဲ့ပေါ်ဟာစိုးစည်းစွာဆန်းသတ်ခဲ့ပါတယ်။1865ခုနှစ်ဧပြီလ10ရက်နေ့မှာလင်ကွန်းနဲ့သူ့ရဲ့ဇနီး Mary Top Lincoln တို့ဟာ Washington DC မှာရှိတဲ့ Ford ပြဆက်ရုံမှာ Our American ပြဆက်ကိုတည်ရှိဖို့သွားရောက်ခဲ့ပါတယ်။အဲဒီညမှာတော့ John Willard Cruz ဆိုသူတရုတ်ဆောင်တူနဲ့ Confederate ထောက်ခံသူတို့ကလင်ကွန်းကိုလှုပ်ကြံနေခြင်းဖြစ်ပါတယ်။သူကလင်ကွန်းရဲ့တိုင်ဝမ်နောက်ခွဲကိုပုံပြီးဗနက်နဲ့လင်ကွန်းရဲ့နောက်စီကိုပစ်ခတ်ခဲ့ပါတယ်။လင်ကွန်းကပြန်ပြင်းထန်စွာညှရှိခဲ့ပြီးနောက်တစ်နေ့ဧပြီလ15ရက်ညနေ9:22မိနစ်မှာကွယ်လွန်ခဲ့ပါတယ်။သူရဲ့တည်ဆုံမှုကသူရဲ့ကွယ်လွန်မှုကအမေရိကန်ပြည်သူလူထုနဲ့ဒီမိုကရေစီအတွက်ကြီးစွာသောဆုံးရှုံးမှုတရားဖြစ်စေခဲ့ပါတယ်။သူကလှုပ်ကြံပြီးနောက်ပြဿနာရုံမှာထွက်ပြေးခဲ့ပြီးနောက်ပိုင်း7ရက်အကြာဗာဂျီးနီးယားပြည်နယ်မှာတန်းစီခံရစဉ်မှာတည်ဆုံခဲ့ပါတယ်။လင်ကွန်းရဲ့လှုပ်ကြံတိုင်းမှုကအမေရိကန်သမိုင်းပထမဆုံးသမ္မတတူလှုပ်ကြံတိုင်းလို့ဖြစ်ခဲ့ပြီးတော့သူ့ရဲ့စာပြကို Washington DC မှာကျင်းပခဲ့ပါတယ်။နောက်ပိုင်းတော့ Illinois ပြည်နယ် Springfield မြို့မှာတကြိုခဲ့ပါတယ်။လင်ကွန်းရဲ့သမ္မတသက်တမ်းနဲ့တည်ဆုံမှုကိုကြည့်လိုက်ရင် American သမိုင်းမှာအင်မတန်အရေးပါတဲ့ကာလနဲ့အခမ်းကဏ္ဍတစ်ခုကိုဖြတ်သန်းခဲ့ရတဲ့အချိန်ဖြစ်ပါတယ်။သူဟာပြည်အောင်စုကိုပြန်လည်စည်းလုံးစေခဲ့ပြီးပြန်လည်တည်ဆောက်ဖို့ကြိုးစားခဲ့ပြီးဂျွန်စနစ်ကိုအဓိကဖြတ်သိမ်းရမှာဦးဆောင်ခဲ့သူဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။သူရဲ့နာမည်ကျော်မိန့်ခွန်းတွေဖြစ်တဲ့ Gettysburg မိန့်ခွန်းနဲ့သမ္မတအဖြစ်ဒုတိယမြောက်ကျမ်းသစ္စာကျိန်ဆိုမှုမိန့်ခွန်းတော်ဟာလွတ်လပ်မှုတန်တူညီမျှရှိမှုနဲ့ဒီမိုကရေစီတန်ဖိုးတွေကိုတင်ဟပ်စေခဲ့ပါတယ်။ယနေ့တိုင်းလင်ကွန်းဟာအမေရိကန်ရဲ့ကြီးကျယ်ဆုံးသမ္မတများထဲမှာတူဖြစ်အသိမှတ်ပြုခံခဲ့ပါတယ်။လွတ်လပ်မှုတန်တူညီမျှရှိမှုဒီမိုကရေစီတန်ဖိုးတွေပေါ်မှာကြည့်လိုက်ရင်လင်ကွန်းဟာအမေရိကန်အတွက်ကကမ္ဘာလူထုအတွက်ပါတန်ဖိုးထားစံထားထိုက်သူဖြစ်ခဲ့ပါတယ်။